ဒီစာရေးဆရာကြီးပြောခဲ့တဲ့နောက်ဆုံးစကားလေးကကျမတို့ဗုဒ္ဓဘာသာတရားထဲမှာဆိုရင်မသေးခင်သိခြင်းတရားကိုဆင်ခြင်ကြည့်ပါသိခြင်းကင်းတဲ့နိဗ္ဗာန်ကိုဧကံမျက်မှောက်ပြုရပါလိမ့်မယ်ဆိုတဲ့စကားလေးနဲ့တွားပြီးတော့တူနေပါတယ်ဒီနေ့မှာတော့ဂျာမန်စာရေးဆရာကြီးအခါတော်ရဲ့အတော့ကိုအောင်မြင်ပြီးတော့လူကြိုက်များခဲ့တဲ့စာအုပ်တော်ကိုဖြစ်တဲ့ The Power of Now ဆိုတဲ့စာအုပ်ထဲကအတ္တဆိုတဲ့အကြောင်းလေးကိုတင့်တော်သလိုဘာသာပြန်ပြီးတော့မျှဝေပေးခြင်းပါတယ်အဲ့တော့ဒီဆရာကြီးရဲ့ယူဆချက်တွေကဗုဒ္ဓဘာသာတရားတော်တွေနဲ့အတော့ကိုကိုက်ညီနေတာကိုတွေ့ရပါတယ်တတိမရှိတဲ့စိတ်နဲ့နေနေတွေ့တော့အတ္တတွေကကိုယ့်ဘဝကိုချဲ့လဲနေမှာပါအတ္တကခုခံကာကွယ်တတ်တဲ့အောင်ရှိပေမဲ့အမှန်တော့အတ္တကအားငယ်တတ်တယ်လုံခြုံမှုမရှိဘူးအမြဲတမ်းချင်းချောက်ခံနေရတယ်လို့ခံစားရတယ်အပြင်ဘက်မှာတော့ကိုယုံကြည်မှုအပြည့်နဲ့ဘဝကိုရင်ဆိုင်ဖြတ်တန်းနေတယ်လို့နဲ့တကယ်တော့အတွင်းစိတ်မှာလုံခြုံမှုမရှိဖြစ်နေတတ်ပါတယ်ခံစားမှုဆိုတာစိတ်ကြောက်ကိုခန္ဓာမှာဖြစ်တဲ့တုံ့ပြန်မှုပါပဲအတ္တကအားငယ်ပြီးကြောက်နေတတ်တဲ့အတွက်ကြောင့်အန္တရာယ်ရှိတဲ့ဒုက္ခရောက်တော့မယ်ဆိုတာမျိုးတွေပြောတယ်အတ္တကအဲ့လိုပြောတော့အကြောက်တရားတွေခံစားရတယ်ဆုံးရှုံးရမှာကြောက်တယ်ကြာရှုံးရမှာကြောက်တယ်ထိခိုက်နာကျင်ရမှာကြောက်တယ်အဆုံးစုံသေရမှာလည်းကြောက်တယ်ဒီဘဝကိုဆုံးရှုံးရမှာကြောက်တယ်ဒီတရားမှာကြောက်တဲ့စိတ်ဟာဘဝရှင်သန်မှုမှာတက်ရောက်မှုတွေအများကြီးရှိပါတယ်။ဥပမာဘာမဟုတ်တဲ့တမန်အသေးမွားကိစ္စလေးတွေငင်းခုန်နေရတဲ့အခါမှာတော့ငါပဲလုံးဝအမှန်တပားသူမှာပဲသူများထင်မြင်ကိုလက်မခံနိုင်ပဲငါမှငါသာဖြစ်နေတတ်ပါတယ်။ကိုမှားနေတာကိုသိရင်တော့အတ္တကြောင့်ငါမှားသွားတယ်လို့ပြောမထွက်နိုင်ပါဘူး။ငါကအမှန်ငါဆိုတာဘယ်တော့မှမမှားဘူးအဲ့ဒီလိုနဲ့ပဲစစ်ပွဲတွေဖြစ်လာကြသလိုဆက်ဆံရေးတွေလည်းပျက်စီးသွားကြပါတယ်။အတ္တစိတ်တွေကနေလွတ်မြောက်တဲ့အခါငါဘယ်တော့မှမမှားဘူးသူမှားတာဆိုတာမျိုးမရှိတော့ပါဘူးကိုယ့်ရဲ့ထင်မြင်ယူဆချက်ကိုတည်တည်ချာချာရှင်းရှင်းလင်းလင်းပြောပြပြီးငင်းခုန်မနေတော့သလိုတိုက်ခိုက်ပြောဆိုတာမျိုးလည်းမလုပ်တော့ပါဘူးကိုတည်ခြင်းဆိုတာကိုယ့်ရဲ့အတွင်းပို့ပြီးနှက်ဆိုင်တဲ့စစ်မှန်တဲ့နေရာကလာပါတယ်အာယုံတွေနဲ့ထွေပြားနေတဲ့အပေါ်ယံစိတ်သေးကမဟုတ်ပါဘူးကိုယ့်ရဲ့တိုက်ခံလုပ်နေတဲ့စိတ်ကိုမြင်အောင်တတိထားကြည့်ပါဘာကိုတိုက်ခံလုပ်နေတာလဲစိတ်ရဲ့ထင်အောင်ထင်မှားအတွေးတွေကိုတွေးရပါလိမ့်မယ်အဲ့အတွေးတွေကိုတတိနဲ့သိတဲ့အခါအတွေးတွေရဲ့ခြေလှမ်းမှုအောက်ကနေလွတ်မြောက်လာပါလိမ့်မယ်တတိရှိတဲ့အခါစိတ်ရဲ့အလိုလိုဖြစ်ချင်တိုင်းဖြစ်နေတာတွေကိုထင်ထင်လင်းလင်းမြင်ရပါလိမ့်မယ်အဲ့ဒီခါကျရင်ဆက်ဆံရေးတွေကိုပျက်စီးစေနိုင်တဲ့အငင်းပွားတာမျိုးအနိုင်ယူတာမျိုးမရှိတော့ပါဘူးသူတစ်ပါးကိုအနိုင်ယူချင်တာဟာအာသာချက်ဟန်ဆောင်ထားတဲ့အားနည်းချက်တစ်ခုပါတကယ်စစ်မှန်တဲ့စွမ်းအားကအတွင်းကလာတာပါအစွမ်းအားကလူတိုင်းမှာရှိပါတယ်အာယုံတွေရဲ့လှည့်စားမှုအောက်မှာမတည်ငြိမ်နိုင်ပဲလှုပ်ရှားနေတဲ့စိတ်ဟာကိုယ်အတွင်းကစွမ်းအားစီမရောက်နိုင်ပါဘူးအကြောက်တရားတွေနဲ့ပဲအမြဲတမ်းအဖို့ပြုနေပါတယ်စိတ်ရဲ့ခြေလေရာကနေလွတ်မြောက်နိုင်တဲ့သူကအနည်းငယ်ပဲရှိပါတယ်လူတိုင်းလိုအကြောက်တရားတွေစိတ်မလုံခြုံမှုတွေနဲ့ဘဝကိုဖျက်ဆီးနေကြတာပါတစ်ဖက်ကစိုးရိမ်ကြောက်ကြမှုတွေတစ်ဖက်ကပူပန်ထိတ်လန့်မှုတွေကြောက်ရွံ့ဆိုးထိတ်မှုတွေတက်လိုက်ကြလိုက်တဲ့ဘဝကိုဖျက်ဆီးနေကြတာပါလူအများစုကဒီစိုးရိမ်တော့ကကြောက်ရွံ့ဆိုးထိတ်မှုတွေကိုအပြင်းထန်ကြီးကျယ်ခံစားရတဲ့အခါကျမှသာငါတော့ကတွေကြောက်တရားတွေခံစားနေရပါလားဆိုတာကိုသတိပြုမိတတ်ကြပါတယ်နောက်တစ်ခုကတော့အတ္တကပြည့်စုံတယ်လို့မခံစားရပါဘူးတချို့ကအဲ့ဒါကိုသတိထားမိပေမဲ့တချို့ကတော့မသိကြပါဘူးတတိပြုမိကြတဲ့သူတွေကတော့မပြည့်စုံသေးဘူးအမြဲတမ်းချို့တက်နေတယ်လို့ခံစားရတယ်တတိမပြုမိတဲ့သူတွေကတော့ဘလောက်ရလိုနေသေးတယ်လို့ခံစားရတယ်ဒါကြောင့်ဥစ္စာရဖို့ကြိုးစားတယ်ငွေရဖို့အောင်မြင်မှုတွေရဖို့ဂုဏ်ရဖို့အတိုင်းဝိုင်းကောင်းတွေဝင်ဆန့်ဖို့ကြိုးစားကြတယ်တကယ်သုံးလို့လိုချင်တာမျိုးမဟုတ်ပဲအားငယ်စိတ်ကြောင့်အမြဲတမ်းပြည့်စုံတယ်လို့မခံစားရပဲအမြဲတမ်းလိုချင်နေတတ်တယ်လိုချင်တာများရလေပို့ပြီးမပြည့်စုံလေဖြစ်လာတတ်တယ်ချိုးတက်နေသေးတယ်လို့ထင်ကြတယ်သူတို့ဟာဘယ်တော့မှစိတ်ကြည်နဲ့ပျော်ရွှင်မှုကိုမခံစားကြရပါဘူးအတ္တရှိနေသေးတော့လိုချင်တာရတဲ့တရင်ကခိုက်တန်လေးပျော်ရွှင်ရုံကလွဲပြီးတော့အေးချမ်းမှုအစစ်မှန်ကိုမခံစားရနိုင်ပါဘူးအတ္တဟာအများအားဖြင့်ကိုယ်ပိုင်ဆိုင်မှုယာတုအလို့အကိုင်ဂုဏ်ပညာရုပ်ရည်အတိုင်းဝိုင်းဆွေကုံမျိုးကုံယုံကြည်မှုနိုင်ငံရေးမျိုးချစ်စိတ်လူမှုရေးဘာသာရေးစတာတွေနဲ့နှိမ့်နွယ်နေတတ်ပါတယ်အဲ့ဒါတခုမှငါမဟုတ်ဘူးအဲ့ဒါတွေအားလုံးကအနှင်းနဲ့မြန်ဆွန့်လွတ်ခဲ့ရမယ့်အရာတွေပါတေခြင်းတရားကနီးကပ်လာပြီလို့ခံစားရတဲ့တနည်းအဲ့လိုခံစားမိမှာပါတေခြင်းတရားကငါမဟုတ်ဘူးဆိုတာတွေကိုခွဲခြားပြသွားမှာပါဘဝရဲ့လှုပ်ဝက်ချက်ကတကယ်မသေးခင်တေကြည့်ပါတေဖို့မရှိတော့ဘူးဆိုတာနားလည်လာပါလိမ့်မယ်အဲ့တော့ဒီစာရေးဆရာကြီးပြောခဲ့တဲ့နောက်ဆုံးစကားလေးကကျမတို့ဗုဒ္ဓဘာသာတရားထဲမှာဆိုရင်မသေးခင်သိခြင်းတရားကိုဆင်ခြင်ကြည့်ပါသိခြင်းကင်းတဲ့နိဗ္ဗာန်ကိုဧကံမျက်မှောက်ပြုရပါလိမ့်မယ်ဆိုတဲ့စကားလေးနဲ့တွားပြီးတော့တူနေပါတယ်